ပြီးတော့ကျွန်တော်တို့ effective ဖြစ်တဲ့တွေပါတယ်ကျွန်တော်တို့ဘိုတွေကလည်းကျွန်တော်တို့မြင်တွေ့နေရတဲ့အတိုင်းအားလီပိုင်းမှာတင်ကျွန်တော်ကားပေါ်2ရက်လောက်ထိပါပြုတ်ကျသွားခဲ့တဲ့အနေအထားတစ်ခုမှာကျွန်တော်ကြံရှိနေမှာလည်းကျွန်တော်စိုးတယောက်ပဲကြံရှိခဲ့တဲ့ပုံစံတစ်ခုမှာတော့ကျွန်တော်တစ်ဖက်ကလည်းကျွန်တော် NGH က player ထိန်းထောက်ထားပေးရရှိရအတွက်မှာတော့ကျွန်တော်တို့ဘိုတွေလည်းစောကြီးနားသွားရတယ်လို့ပဲပြောရမယ်ဗျအဲ့တော့ကျွန်တော်တောက်လျှောက်ဆိုသလိုပဲကျွန်တော်ရန်ကုန်ကလရီကိုအနေနဲ့ကလည်းကျွန်တော်2ရက်လောက်ထိပါဟိုဘက်ချမ်းထိမှာပြန်ပြီးတော့အလမနေပေးလိုက်ရတယ်ကျွန်တော် save လောက်အနေနဲ့ကလည်းနောက်ဆုံးကျွန်တော် cycle stage 4မှတ်မှတ်ရအပြီးမှာပဲဇုံထဲဝင်မှုစူးစမ်းပေမဲ့ကျွန်တော် cycle damage ကဘလို့မှခံစားလို့မရဘူးအဲ့ဒီပြင်မှာရှေ့ဘက်ချမ်းကလည်းကျွန်တော် NSD ကထိန်းထောက်ထားခဲ့တဲ့အတွက်ကျွန်တော်အဆင်ပြေလိုပဲတိုးရင်းနဲ့ကျွန်တော် free kill လေးတစ်ခုတော့ဖြတ်သွားခဲ့ပြီအဲ့တော့ကျွန်တော်ဒီ battle မှာဆိုလို့ရှိရင်လည်း EA အနေနဲ့ကျွန်တော် enemy ရှိနေခဲ့တဲ့ compound ထဲထိပါကျွန်တော်စွတ်ဆွဲကြီးဝင်ထိုက်သွားခဲ့တယ်ကျွန်တော်တို့ Ransin အဲ့လိုကြီးတိုးကြသွားခဲ့တာကတော့တော်တော်ကြီးတော့ enemy များတယ်အဲ့တော့ကျွန်တော်တို့ UCC အနေနဲ့ကလည်းကြက်ရှိနေခဲ့တဲ့ player ကိုပြန်